ဗုဒ္ဓဘာသာဝင်တချို့တခြားဘာသာတွေကူးပြောင်းသွားတာမြင်တဲ့အခါဘယ်လိုခံစားရပါသလဲဆိုပြီးတော့တချို့ကဦးစင်းကိုလာမေးကြပါတယ်အဲ့ဒီလိုလာမေးတဲ့အခါမှာဦးစင်းကအယံဝမ်းသာလိုက်တာလို့ပြန်ဖြေလိုက်ပါတယ်ဘာကြောင့်ကိုယ့်ဘာသာဝင်သူများဘာသာတွေရောက်သွားတာဝမ်းသာရတာလဲလို့မေးစရာအကြောင်းရှိလာနိုင်ပါတယ်ဦးစင်းဝမ်းသာရတဲ့အကြောင်းရင်းကဒီလိုပါစဘာချွေလေးဆက်တွေမပေါ်ခင်ကာလတုန်းကလက်သမားတကာကြီးတွေဟာစဘာလှည့်တဲ့အခါမှာလေလာတဲ့အချိန်ကိုစောင့်ပြီးစဘာလှည့်ကြရပါတယ်အဲ့ဒီလိုစဘာလှည့်တဲ့အခါမှာအစံမပါတဲ့စဘာအဖြစ်တွေကလေထဲကိုလွင့်သွားပြီးအစံပါတဲ့စဘာတွေကအောက်ကိုကျပါတယ်လက်သမားတကာကြီးတွေကအစံပါတဲ့စဘာတွေကိုသာကောက်ယူပြီးလေထဲလွင့်သွားတဲ့အစံမပါတဲ့စဘာအဖြစ်တွေကိုတော့ဘယ်သူမှမယူကြပါဘူးဘာကြောင့်မယူကြတာလဲဆိုရင်စဘာအဖြစ်တွေဆိုတာဟာဘယ်နေရာမှသုံးစားလို့မရတဲ့အတွက်ဖြစ်ပါတယ်အဲ့ဒီဥပမာအတိုင်းပါပဲဗုဒ္ဓဘာသာထဲမှာနေပြီးယရဏသုံးပါးဤဂုဏ်ကျေးဇူးဗုဒ္ဓဘာသာဤတန်ဖိုးကိုနားမလည်တဲ့လူဖြင်းတွေတခြားဘာသာတွေကူးပြောင်းသွားတာဟာအဖြင်းတွေလွင့်သွားတာဖြစ်ပါတယ်အဲ့ဒါကိုတွေးပြီးတော့ဦးစင်းကဝမ်းသာရခြင်းဖြစ်ပါတယ်အဲ့ဒီလိုယရဏသုံးပါးဤဂုဏ်ကျေးဇူးဗုဒ္ဓဘာသာဤတန်ဖိုးကိုနားမလည်တဲ့လူတွေဗုဒ္ဓဘာသာထဲမှာရှိနေမယ်ဆိုရင်ဗုဒ္ဓဘာသာညှဉ်းနှွမ်းပါတယ်ဒါကြောင့်အဲ့ဒီလိုပုဂ္ဂိုလ်တွေတခြားဘာသာတွေကူးပြောင်းသွားတာဟာကိုယ့်ဘာသာအတွက်အကောင်းဆုံးဖြစ်ပါတယ်ဦးစင်းရဲ့ဒကာဒကာမတွေကိုလည်းပြောချင်တာကအဲ့ဒီလိုယရဏသုံးပါးဤဂုဏ်ကျေးဇူးလည်းမသိဗုဒ္ဓဘာသာဤတန်ဖိုးကိုလည်းနားမလည်တဲ့လူတချို့တခြားဘာသာတွေကူးပြောင်းသွားတာကိုမြင်ပြီးဆိုရင်အဖြင်းတွေလွင့်သွားပြန်ပြီလို့တွေးပြီးဝမ်းသာလိုက်ပါလို့ပြောချင်ပါတယ်နော်မြင်နိုင်တဲ့အရာတွေကိုဖန်ဆင်းထားတယ်မမြင်ရတဲ့ဘုရားသခင်တာ၍ကြီးမြတ်တယ်ဆိုတာတီးတဲ့နေရာကျွန်တော်တို့ဘုရားမှာပြောင်းလဲခြင်းနေပဲဟာလေလုယာကျွန်တော်အရင်လမ်းပြောက်သွားတယ်ကျွန်တော်အနာဂတ်တွေမရှိတော့ကျွန်တော်ဘာလုံးဝမသိတော့လက်ထဲမှာပတ်စံ200ပဲရှိတယ်ဒီပေါ့ကျွန်တော်အရင်တော့အားကိုးတဲ့အရာအများကြီးရှိတာပေါ့ဒါပေမဲ့ကျွန်တော်ဒီလိုတော့မပြောတော့ဒါပေမဲ့အဲ့အရာတွေထဲမှာကျွန်တော်လိုက်ပြီးတော့အကူကြီးတောင်းတယ်ဟာကိုလည်းလုံးနေတာပဲဒါပေမဲ့ဘာလို့ငါဒီဒုက္ခရောက်တဲ့ချိန်မှာငါဘယ်သူမှမကြည့်ရလဲပေါ့အဲ့အချိန်မှာကျွန်တော်ဘယ်သူကယ်မလဲလို့ကျွန်တော်လိုက်ရှာတာပေါ့ဗျာခရစ်တော်ယေရှုဆိုတော့ကျွန်တော်ကြားပေးကြဘူးလားဒါပေမဲ့ကျွန်တော်မသိဘူးကျွန်တော်တို့ကဒါကြီးကကျွန်တော်တို့ဒီကြီးပြင်းလာတဲ့ community တခုက like brainwash ကျွန်တော်တို့အနေနဲ့ဒါကြီးက like မကောင်းဘူးတခုလိုမျိုးကျွန်တော်စိတ်ထဲမှာပဲသိတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်ဒီအထဲကနေကျွန်တော်လုံစော်တယ်ယေရှုကယ်နိုင်တယ်ဟာကိုတော့လုံးမခေါ်ပါဘူးယေရှုဖေကယ်နိုင်တယ်ဆိုကျွန်တော်ပြကျွန်တော်ယုံကြည်မယ်ကျွန်တော်ယုံကြည်မယ်ကျွန်တော်အခုလမ်းပြောင်းနေတယ်ကျွန်တော်ဘယ်သူမှမကယ်တော့ဘူးဒါပေမဲ့ကယ်နိုင်တယ်ဆိုရင်ကျွန်တော်ပြပြီကျွန်တော်ယုံကြည်မယ်နောက်နေ့မနေ့လဲကြောက်ကျွန်တော်ဒီအလုပ်တစ်ခုကိစ္စနဲ့ပေါ့နော်ဖုန်းဆက်လာတယ်အဲ့ရနေကျွန်တော်နဲ့ပတ်စံတွေရောလမ်းကျွန်တော်တို့အခွင့်လန်းတွေဒုက္ခကြီးပေါ်လာအဲ့အချိန်မှာကျွန်တော်စပြီးတော့ခရစ်တော်ယုံကြည်ဖြစ်တယ်လူဒီကားတဲ့အချင်းကိုသာကြည့်တတ်ဤတဲ့ထာဝရဘုရားဒီတဲ့နှလုံးကိုကြည့်ဤတဲ့ပေးခဲ့တဲ့အချိန်မှာအဲ့အချို့ထုရကျွန်တော်အဖြစ်မပေးခဲ့ဘူးကျွန်တော်ကျိုးကြည့်သွားတယ်နှလုံးသားနဲ့သူတို့ကြည့်သွားတဲ့အခါမှာကျွန်တော်အဖြစ်မပေးခဲ့ဘူးကောင်းတာလို့ကောင်းတာဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကောင်းတာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတာထက်ဆိုးတာတွေကပုံများနေတယ်အခုချိန်မှာလူတစ်ယောက်ကို10လောက်ထည့်လိုက်တယ်လူတစ်ယောက်ကို100လောက်လူလိုက်ပေးမယ်ကျွန်တော်ဒီဘက်မှာ10တာက1000ဘိုးတော့ပြန်ဖြစ်နေတယ်အခုနပြောတော့100ဘိုးလူပေးမယ်1000ဘိုးကကျွန်တော်တို့အခုတို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီဘာသာတွေကကျွန်တော်တို့မကယ်နိုင်ဘူးအဲ့ရုပ်ထုတွေတော့ကျွန်တော်ထည့်ခဲ့ဘူးလေကောင်းတယ်ရှိတယ်ပေးခဲ့တဲ့အချိန်မှာဗုဒ္ဓဘာသာပေါ့လေဗုဒ္ဓဘာသာမကယ်နိုင်လို့ဘရာသာကိုကျွန်တော်ကောင်းကောင်းသိတယ်ဘရာသာနဲ့ကျွန်တော်လည်းဘရာသာမြန်မာနိုင်ငံမှာအနုပညာရေးလုပ်တော့မှလည်းကျွန်တော်လည်းစုံဘူးတယ်နော်အဲ့တော့ကြောင့်ဘယ်ဘွဲတွေမှာစုံဘူးလဲဆိုတာကတော့လေဒီနေ့လူတွေရဲ့နာမည်တွေပါအောင်မှာဆိုတော့ကျွန်တော်ပြောချင်တာတစ်ခုပဲရှိတယ်စောက်ယူနော်မင်းကစောက်ယူကျွန်တော်အဲ့လိုတော့ပြောမယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာနေတော့အဆိုတော်လုပ်တယ်ဟုတ်တယ်နော်အဆိုတော်လုပ်တယ်လင်းရဲ့တချင်းတွေကိုလည်းငါတို့ကြိုက်တဲ့တချင်းတွေကိုငါတို့ကြိုက်ခဲ့တယ်ဒါပေမဲ့အခုဟာကျတော့မင်းဒီပေါ့နော်ထိုင်းအောင်ရောက်သွားတော့မှလားမသိဘူးမင်းဗာလဲဒီဘာသာရေးကိုလုပ်တာတွေ့တယ်ဒါပေမဲ့မြန်မာနိုင်ငံမှာနေတော့မင်းဘာသာကိုကိုးကွယ်တယ်ဘယ်လိုလဲတချင်းတွေရိုက်ခဲ့တယ်ရုပ်ရှင်တွေရိုက်ခဲ့တယ်ဒါပေမဲ့ရုပ်ရှင်ပိုင်းမှာတော့မင်းမအောင်မြင်ခဲ့ပါဘူးဒါပေမဲ့အနုပညာသမားအချင်းချင်းဖြစ်တဲ့အတွက်ကြောင့်ဘာလို့လဲမပြောတော့ဘူးလို့နေတာဒါပေမဲ့မင်းကိုပြောမှရမယ်ဒါပေမဲ့အရန်စော်ကားတယ်ကွာမကိုးကွယ်နေကွာမယုံကြည်နေဟုတ်အခုမင်းကိုးကွယ်နေတဲ့ခရစ်ယာန်ဘာသာကိုလည်းငါတို့ကမယုံကြည်ဘူးလို့မပြောဘူးနော်ယုံကြည်တယ်ဒါပေမဲ့တခုရှိတယ်စကားဆိုတာထိမ့်ပြီးတော့ပြောတဲ့ကားတယ်မင်းကလည်းပြလိုက်မယ်ဟုတ်ပြီနော်ငါတို့တွေကငါတို့ယုံကြည်မှုနဲ့ငါတို့နော်ငါတို့ကယုတ်တုကိုကိုးကွယ်တာမဟုတ်ဘူးသိလားဘယ်လိုပြောမှာစီးကက်ပူဆိုတာငါတို့ရဲ့ယုံကြည်မှုနဲ့ငါတို့စီးကက်ပူဆိုတာပြီးလို့ရှိရင်မင်းပြောသလိုမကယ်တင်နိုင်လို့ပြောမင်းဘာဆောက်လို့မှမလုပ်ဘဲနဲ့အိမ်မှာပဲငုံတုံးထိုင်နေလို့ရှိရင်တော့မင်းကိုပဲဖရားကယ်တင်ပါလေမင်းတို့ယေရှုဖရားရောဘာဆောက်လို့မှမလုပ်ဘဲနဲ့โอเคငါကတော့ဒီမှာဗာလဲနေတိုင်းသမင်းစားရမယ်နေတိုင်းဟိုဘာလို့မင်းပြောသလိုပေါ့200တန်တရွက်ပဲရှိတယ်200တန်တရွက်ကနေကျွန်တော်အလုပ်တွေလို့အဲ့ဒါမင်းစူးစမ်းတာလို့လေမင်းမှာတချင်းတွေဖန်တီးရတာရှိတယ်မင်းမှာမင်းရဲ့ lifestyle တွေကိုချပြထားတာရှိတယ်ပြီးလို့ရှိရင်မင်းမှာမင်းလောက်ထားတဲ့အမှုပညာတွေရှိလို့မင်းကိုကမ်းလှမ်းတာလေမင်းလမ်းမရကောင်ဖြစ်နေကြည့်ပါလားမင်းလမ်းမမှာခွက်ဆွဲပြီးတော့တောင်းစားနေတဲ့ကောင်ဆိုမင်းတို့ဘယ်သူမှလာပြီးမကမ်းလှမ်းဘူးသဘောပေါက်လားဘယ်လိုပြောအကျိုးရှိလို့အကြောင်းဖြစ်လာတာမင်းယေရှုဖရားကလည်းအဲ့လိုမျိုးပဲမင်းဘာမှမဖန်တီးပဲမင်းလမ်းမမှာပေါက်လို့ပါရသားကောင်အဲ့ဒါမို့လို့ရင်မင်းကဖလီဖလန်ကောင်တဲ့လားမင်းက
ဘယ်လိုပြောရမလဲဘာမှသုံးစားတဲ့မရတဲ့အကောင်ဆိုလို့ရှိရင်မင်းတို့ဘယ်တရားခင်မှာရော့အင်းဆိုပြီးတော့ဘယ်ထုတ်လို့ရမှလာပြီးတော့ရိုက်မှာမဟုတ်ဘူးအဲ့လိုမျိုးပဲမင်းတို့ဘယ်လူကမှစင်ပေါ်တက်ပြီးတော့ရော့တောင်းစားအဆိုးဆိုတချင်းဆိုပြီးတော့မင်းတို့အပေါ်မတင်ဘူးတဲ့လားမင်းရဲ့စူးစမ်းထားမှုဘယ်လိုပြောအကြောင်းရှိလို့အကျိုးဖြစ်လာတာဘယ်ဘာသာမှမပုတ်ခဲ့ဘူးနော်မင်းပြောပြလို့ပြောပြတာโอเคငါမင်းတို့နောက်တစ်ခုစိန်ခေါ်စရာရှိတယ်ငါထိုင်းလိုက်ကောင်ခဏလာတယ်မင်းလည်းငါ့ကိုသိရင်သိမှာပါစုံမှုတယ်ဆိုတော့ပွဲမှာဘယ်လိုပြောမျက်မှန်လေးတော့တန်းရင်တန်းမိနေအောင်မှာငါနာမည်ရေးမင်းတော့နော်အဲ့ဒီတော့ကြောင့်ထိုင်းနိုင်ငံကခဏလိုက်လေထိုင်းနိုင်ငံမှာလည်းငါတို့အလုပ်တွေရှိတယ်မင်းကထိုင်းနိုင်ငံမှာနေတာဖြစ်တဲ့အတွက်ကြောင့်သိလားနော်တခုလောက်တော့ပြောလိုက်မယ်ချိန်မြေးတဲ့နေရာကိုချိန်လိုက်ငါလာခဲ့မယ်မင်းတို့တွေစေပေါ်မှာလုံးနေတဲ့သိလားနားမကြားတဲ့သူတွေနားကြားပါတယ်မျက်လုံးမြင်ရတဲ့သူတွေမျက်လုံးမြင်ရပါတယ်ခြေတော့ကျိုးနေတဲ့သူတွေချက်ချင်းပြန်ကောင်းပါတယ်ဘာလို့ပြောမှာကင်ဆာရင်းနာဝေဒနာခံစားနေရတဲ့သူတွေပြန်ကောင်းပါငါမင်းတယောက်တည်းကိုပြောတာနော်မင်းပြောလိုက်လို့ငါသူများတွေပါထိခိုက်ပါတယ်ဆိုလို့ရှိရင်ဒီနေရာနေတောင်းမှပါတယ်အဲ့လိုမျိုးတာတကယ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ငါမိသားစုမှာပိုင်ဆိုင်မပါဘူးငါရဲ့ပိုင်ဆိုင်မှုကြီးပဲငါမှရှိတဲ့ကားတွေအိမ်တွေခြံတွေကိုရောင်းမယ်ဆိုလို့ရှိရင်တော့တိတ်တောင်းဝန်းကျင်လောက်ရှိမယ်အဲ့ဒီပိုင်ဆိုင်မှုတွေအားလုံးကိုမင်းကိုရောင်းချပြီးပေးတဲ့အပြင်တကယ်ဖြစ်ခဲ့တယ်ဆိုရင်တော့ငါအရှိမနဲ့ reality လောက်ပြမင်းတို့စေပေါ်မှာပေါက်ပန်း40လုံးနေတာမင်းတယောက်တည်းမှာပြောတာနော်တင်တဲ့သူတွေထိပါလို့ရှိရင်တော့တောင်းပန်တယ်ပေါက်ပန်း40လုံးပြီးတော့မဟုတ်တာတွေပြောနေတာမင်းတို့အချင်းချင်းကတော့မင်းတို့ထောက်ခံမှာပဲလေဒါလည်းမမှားဘူးဘာဖြစ်လို့လဲဆိုတော့လူတွေရောက်ချင်းအရာရာကိုချစ်တယ်အဲ့ဒါကိုလည်းငါလက်သင့်ခံတယ်ဒါပေမဲ့မင်းပြောသလိုဖြစ်ခဲ့ဆိုငါရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးရောင်းချလို့ရတဲ့ငွေအပြင်မင်းရှိမှငါတစ်လုံးလာပြီးတော့ကြုံခံမယ်ပြီးငါထိုင်းနိုင်ငံကိုလည်းခဏလာတယ်စင်ကာပူလည်းလာတယ်မလေးရှားကိုလည်းငါသွားတယ်ဗီယက်နမ်ကိုလည်းငါသွားတယ်ငါရဲ့အလုပ်ကိစ္စတွေငါတို့မိသားစုလည်းသွားတယ်ငါမင်းကို challenge ခေါ်တာနော်အဲ့ဒါကောင်တော့ငါပြောတော့ဘူးလို့နေတာဒါပေမဲ့မင်းကမြန်မာနိုင်ငံမှာနေတော့လည်းဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်တယ်လို့လုပ်ပြီးတော့မင်းကဘာမှလည်းအလူဒီအချမ်းကြီးမလုပ်ခဲ့တယ်ဆိုတော့လည်းငါမတွေ့ဘူး။တက်ကြီးစင်မော်ရောက်သွားတယ်မိုက်လေးကောင်ရတာနဲ့မြောက်ကြောင်ဖြစ်ပြီးတော့ဘောက်ချီးတွေပြောလို့မင်းကငါတဲ့ပြောတာ။ဒီလားအဲ့လိုမျိုးတော့မလုပ်ပါနဲ့အတန်းရှင်းရှာတာမလုပ်ပါနဲ့။မင်းဘာသာစကားကိုမင်းဘာသာအကြောင်းမင်းကောင်းကြောင်းပြောတာဟောတာဘာတွေအထိကိုငါတို့လက်သင့်ခံပြီးကြီးမရရင်တော့လက်သင့်ခံပြီးတယ်ကွာ။ဒါပေမဲ့သူများဘာသာကြီးကိုလာဒီလိုကြီးလာပြောဒီဘာသာနဲ့မကောင်းလို့ဟိုဘာသာရောက်ပါလဲဆိုတော့မင်းဘယ်လောက်ထိဗုဒ္ဓဘာသာအကြောင်းနားလည်လို့လဲ။မင်းဘယ်လောက်ထိဗုဒ္ဓဘာသာအကြောင်းလေးလက်နက်တဲ့လုပ်ဘူးလို့လဲ။စောက်ယူလာမင်းတရားမင်းမှာတောင်းစားဖြစ်နေပြီးတော့မင်းတောင်းစားနေတဲ့ကောင်ဖြစ်အဲ့ဒါမို့လို့ရှိရင်မင်းလမ်းမေးမှာမင်းဘယ်လိုပြောရမလဲမိမတကားနဲ့လာအိတ်တဲ့ကောင်ဖြစ်ကြည့်သိလားမင်းကိုမိမတကားနဲ့လာအိတ်တဲ့မင်းကိုခေါ်စားမဲ့စော်ရရပဲမင်းကိုပတ်စံပေးပြီးတော့ခေါ်မှာဒါတဘာဝပဲမင်းကအစိုးတော်လုပ်ခဲ့ဘူးတယ်ပြီးလို့ရှိရင်အမှုပညာလုပ်ခဲ့ဘူးတာမို့လို့မင်းကိုအမှုပညာသမားတွေကဆက်သွယ်ပြီးတော့စာချုပ်လာအဲ့ဒါအကျိုးကြောင့်ပြောပြမင်းမကြိုးစားဘဲနဲ့မင်းဘာမှမဖြစ်ဘူးမင်းမွေးရမကြိုးစားဘဲနဲ့မင်းရဲ့ယေရှုဘုရားသခင်ကမင်းကိုရောအင်းဆိုပြီးတော့မင်းကိုတိုက်တွေလာပေးလို့လားစောက်ဖို့စကားတွေဒီတာမပြောရင်တော့ပြောဖို့အားလုံးရှုပ်ကုန်လိမ့်မယ်သဘောပေါက်လားစောက်ယူနော်မင်းလည်းငါ့ကိုသိပါပါငါတော့မင်းကိုသိတယ်ငါလည်းမင်းနဲ့ပွဲတွေမှာစုံမှုတယ်သိလားမင်းစားကြည့်ရဆိုရှင်းလိုက်ထိုင်းနိုင်ငံငါလာခဲ့မယ်မင်းငါပြောသလိုရှင်းမှငါပြောခဲ့သလိုအဲ့လိုတွေတကယ်ဖြစ်တယ်ဆိုငါရဲ့ပိုင်ဆိုင်မှုအကုန်လုံးကိုရောင်းပေးမယ်မင်းကြီးမှလည်းတသက်လုံးကြုံခံမယ်သဘောပေါက်လားအဲ့လိုတွေရှင်းလန့်ခေါ်တယ်စောက်ဖို့စကားတွေလာမပြောနေနဲ့နော်အဲ့လိုပဲပြောချင်တယ်အနုပညာကမှအချင်းချင်းမို့လို့ခေါင်းကတော့မပြောတော့ဘူးနေတာမင်းကစောက်ယူဖြစ်လာဘယ်လိုပြောရမလဲဟိုဟာကြက်မပြစ်လာလားပါလားမသိဘသူတွေနဲ့ပေါင်းတယ်မှာဒေးဗစ်လာတို့ပေါင်းတယ်ပေါင်းတယ်ကြက်မပြစ်လာလားမသိဘူးနော်သဘောပေါက်တယ်ဒေးဗစ်လာကမင်းဆရာလားပါလားမင်းတို့အခုတော့မှခွက်လူသွားပြီမလားနေအောင်လုံးခွက်တွေခောက်ပြီးတော့နေအောင်လုံးမတည့်တော့ဘူးဟုတ်တယ်မလားကိုယ့်ဘက်ကတော့အချင်းချင်းမတည့်ပဲနဲ့ခွက်ခောက်နေပြီးတော့သူများရဲ့ဘာသာကိုလိုက်ပြောမစော်ကားနဲ့ပြောချင်ရင်ကိုယ်တိုင် confidence ရှိတယ်ကိုယုံကြည်မှုရှိတယ်ကိုဘာသာကိုအကောင်းဆုံးပြောသူများကိုမထိခိုက်နဲ့တော့ပေါ့လားစောက်ယူတဲ့နေရာချိန်လိုက်မြန်မာနိုင်ငံပြန်လာမယ်ဆိုလည်းပြောအချိန်မျိုးရတယ်မြန်မာနိုင်ငံမှာနေတာဒါပေမဲ့ထိုင်းကမကြာခဏလာတယ်မင်းဒီသားမှာတကူထိုင်းကမကြာခဏလာတယ်နော်မင်းကမှတ်မိလားမမှတ်မိလားတော့မသိဘူးကြိုက်တဲ့နေရာကိုချိန်လိုက်တော့ဖို့မပြောနဲ့သိလားအားပေးပါတယ်အမပေးမဟုတ်သိလားနော်အားပေးတယ်ဒါပေမဲ့ဟိုဟာအလွန်ကျွံရင်တော့မပြောနဲ့လေကွာသိလားစင်မော်တက်ပြီးမိုက်လေးကန်ရတာနဲ့ဖင်မရနဲ့သိလားမင်းလမ်းမရကောင်ဆိုမင်းဘယ်သူမှခေါ်မသုံးနော်မင်းဘာသာကိုလည်းငါမစော်ကားဘူးပြောပြတာဒါပေမဲ့တကယ် reality အဲ့လိုဖြစ်ခဲ့တဲ့သူငါရဲ့ပိုင်ဆိုင်မှုအကုန်လုံးရောမလို့မင်းမှာတလုံးချင်းလာခံမယ်မဟုတ်ဘူးဆိုလို့ရှင်တော့မင်းပြန်ပြီးတော့ line မှာတောင်းမှန်ဘုရားဘာသာတွေကိုကျွန်တော်စော်ကားကြတာမဟုတ်ပါဘူးကျွန်တော်ကဒီအကြောင်းပြောတာပါဆိုတော့တောင်းမှန်စော်ပြီးမင်းဘာဗုဒ္ဓဘာသာနိုင်ငံမြန်မာနိုင်ငံမှာမင်းနေခဲ့တာစော့ဖို့မလုံးနဲ့နော်မလေးတနေရာမှာခရစ်ယာန်ဖြစ်သွားပြီးတော့ဟိုဒေးဗစ်လာလို့ပါလို့တဲ့ပေါင်းပြီးတော့မှစော့ဖို့စကားကြီးပြောပြီးတော့အခုကျတော့မင်းတို့ကောင်အချင်းချင်းတော့မင်းတို့တဲ့တော့တာမဟုတ်ဘူးမင်းတို့အချင်းချင်းတော့မင်းတို့မတဲ့တော့ဘဲနဲ့ခွက်ခုတ်နေပြီးတော့သူများဘာသာစကားကိုစော်ကားမော်ကားလာမပြောနဲ့စော်ပြီးမြန်မာနိုင်ငံမှာနေတော့ကတော့ရဟန်းတွေဘာတွေဝှက်ပြီးတော့ဖုန်းကြီးတွေဘာတွေတော့ရှင်းပြသွားသေးတယ်ငါတို့ကပြန်ပြောပဲရမင်းတို့တနာတော်တနာသေးတယ်ငါတို့ရဲ့သင်္ကန်းဝတ်သွားပြီးတော့မင်းအခုလိုပြောဘုရားဘာသာနိုင်ငံသင်္ကန်းဝတ်ပြီးတော့အခုလိုပြောတာငါတို့တော့မင်းကိုပို့ပြီးတော့တနာသေးတယ်သဘောပေါက်လားအဲဒီစောက်ခွားကနေကတော့နည်းနည်းတော့ကြည့်လို့ရတယ်အခုတော့ပိုဆိုးလာပြီသဘောပေါက်လားတာကြီးနော်မကျင်တဲ့အချိန်မျိုးဆက်သွယ်လိုက်ငါ official account လည်းသုံးတယ်ငါရဲ့ဖုန်းနံပါတ်လည်း line ပေါ်မှာတင်ထားတယ်မင်းသဘောပေါက်လားတော့မသိဘူးနော် account တွေအများကြီးနဲ့ရှောက်ပြီးတော့ပြောနေရမှာမဟုတ်တစ်ကောက်ပဲသုံးတယ်စကားကိုစင်စင်ချင်းပြောသားကြီးอ่ะနော်ကိုယ့်အကြောင်းနဲ့ကိုယ့်စီးပွားရေးကိုလုပ်တယ်ကိုယ့်ရဲ့ professional lifestyle ချပြတယ်သူချပြဒါပေမဲ့သူများကိုမထိခိုက်စေနဲ့သဘောပေါက်လားအဲ့လိုပဲပြောမယ်